ကျွန်တော်ပြန်လည်မွေးဖွားလာခဲ့ပြီးစူဝန်ကြီးရဲ့အဖေကကျွန်တော်မျက်နှာကိုဒေါ်လာ10တန်းတန်ချက်လက်မှတ်နဲ့ပြပောက်ခဲ့တဲ့အဲ့ဒီနေ့ကိုပေါ်ပြီးခဲ့တဲ့ဘဝတုန်းကတော့စစ်မှန်တဲ့အချစ်ကိုငွေနဲ့ဝယ်လို့မရဘူးဆိုပြီးအဲ့ဒီချက်လက်မှတ်ကိုအစအနမကြံအောင်စုပ်ဖြတ်ပစ်ခဲ့မိတယ်ဒါပေမဲ့ပြန်ရလိုက်တာကတော့သူ့အဖေရဲ့အထင်သေးစာတွေခေါ်တဲ့အပြုံးနဲ့စူဝန်ကြီးရဲ့ပူပြီးအေးဆက်လာတဲ့အကြည့်တွေပဲနောက်ထပ်10နှလုံးလုံးကျွန်တော်ဟာတိတ်ခါတွေအောက်ကျနောက်ွယ်ကနေသူ့အရေးကိုပဲအယူမှုလိုက်လံတန်းတင်းရှင်းတန်းခဲ့ရတယ်နောက်ဆုံးစီးပွားရေးပွဲတစ်ခုမှာသူ့ကိုကာကွယ်ရင်းမှောက်မိုက်တဲ့လမ်းကြားတဲ့တန်ပဲ့ရဲ့ဓာတ်ချက်နဲ့အသက်ပြောက်ခဲ့ရတဲ့ TN ဆဲအချိန်ထိကျွန်တော်မြင်လိုက်ရတာကဘာခံစားချက်မှမရှိတဲ့သူ့မျက်နှာပဲကျွန်တော်ဟာသူ့အတွက်တော့လမ်းဘေးကအရေးမပါတဲ့သစိမ်းတစ်ယောက်လိုပါပဲဒီတစ်ချိန်မှာတော့ဘာမှမရှိတော့တဲ့အထိသူ့ဖက်နှက်ကိုရှာနဲ့ရက်ပေးမဲ့ခွေးတစ်ကောင်အဖြစ်မခံတော့ဘူးဒါကြောင့်ကျွန်တော်တည်ငြိမ်ပဲလက်ဆန့်ပြီးချက်လက်မှတ်ကိုလှမ်းယူလိုက်တဲ့စူကြံသုံးကိုမော့ကြည့်ရင်ကျေးဇူးတင်ရိပ်တွေတန်းနေတဲ့တောက်ပတဲ့အပြုံးတစ်ခုကိုဖော်ကျူးလိုက်ပြီးကျေးဇူးတင်ပါတယ်ဦးလေးလို့ပြောလိုက်တဲ့ခမ်းမကျဲကြီးထဲမှာကျွန်တော်အတန်ကတိုးညင်းပေမဲ့မိုးချင်းတန်လို့ဟိမ့်ထွက်သွားတယ်အခန်းထဲမှာစူကြံသုံးပြင်ဆင်ထားသမျှစကလုံးတွေအားလုံးလေချောင်းဝမှာတင်တဆိုးကုန်နဲ့သူ့ရဲ့တည်တင်းနေတဲ့မျက်နှာကချက်ချင်းဆိုသလိုဒေါသအတွင်ပြောင်းသွားတော့တာပဲကျွန်တော်ညှင်းဆန်မဲ့နီလန်းပေါင်း100လောက်ကိုသူတွေးထားခဲ့ပုံရပေမဲ့ပြုံကြီးကျေးဇူးတင်စကားပြောလာလိမ့်မယ်လို့ဘယ်တော့မှတွေးထားမိမှာမဟုတ်ဘူးလုံအောင်ထမ်းရဲ့လှောင်ပြုံးကလည်းဘဲတကောင်လည်းပင်ညှစ်ခံရတယ်လို့ချက်ချင်းအေးခဲသွားတယ်တစ်ချိန်လုံးမောက်မာပြီးခန်းစားချက်မဲ့နေတဲ့ရေခဲပြင်းမှစူဝန်ကြီးရဲ့မျက်နှာပေါ်ကရေခဲလွှအဟာလည်းပထမဆုံးအကြိမ်ဖြစ်အကွဲကြောင်ထင်သွားခဲ့ပြီးသူ့မျက်လုံးအိမ်တွေကျုံသွားပြီးနှက်ခမ်းနီလေးတွေဟာလေးပွင့်သွားပေမဲ့ဘာတမ်းမှထွက်မလာခဲ့ဘူးကျွန်တော်ချက်လက်မှတ်ကိုတေချာခောက်ပြီးရှော့ဖို့ထားလို့အယောင်လွင့်နေတဲ့ဂျင်းပေါင်းပြီးအိတ်ထဲထည့်လိုက်တယ်ပြီးတော့ trap ပြီးစူကြံသုံးကိုခါတက်တက်လေးညှို့လို့အယိုသေးပေးလိုက်တယ်ဦးလေးစိတ်ချပါဒီနေ့ကစပြီးတမိပြိုစူဝန်ချစ်ကိုကျွန်တော်ဘယ်တော့မှထပ်မနှောက်ရှက်တော့ပါဘူးဒါကိုပြောပြတာနဲ့စူဝန်ချစ်ပက်လက်ပြီးခဲ့တဲ့3နှစ်တာအတွက်တောင်းပန်လိုက်တယ်မြန်မြန်နေကောင်းချမ်းပါပါစေခီးလန်းကဖြောင်းဖြူးနေပေမဲ့စူဝန်ချစ်ရဲ့ခန္ဓာကိုယ်ကတော့မတိမတာတုံရင်သွားခဲ့တယ်သူကျွန်တော်ကိုတက်စိုက်ကြည့်လာချိန်မှာတော့အဲ့ဒီလှပတဲ့မျက်လုံးတွေထဲမှာအေးဆက်မှုတွေမရှိတော့ပဲပြင်းထန်ပြီးမယုံကြည်နိုင်လောက်တဲ့တုံ့လုံးမှုတွေနဲ့ပြည့်နေနေခဲ့ပြီးသူစကားမပြောနိုင်ခင်မှာတင်ကျွန်တော်ကြောက်ခိုင်းထွက်လာခဲ့လိုက်တယ်ချန်ပီယံမင်းမတိတ်ခါနေနေတော့ရှိလိမ့်မယ်အောက်မေ့တာတကယ်တော့ငွေမက်တဲ့အယိုးမရှိတဲ့ကောင်ပဲကို12စာတန်ရောစင်ကို10တန်းနဲ့ရောင်းစားလိုက်တာလားမင်းတကယ်ကိုတန်ဖိုးမရှိတဲ့ကောင်ပဲကျွန်တော်ခြေလန်းတွေရက်လိုက်တယ်ပြီးခဲ့တဲ့ဘဝတုန်းကတော့ဒီစကားတွေကြောင့်တွေးယူတန်းယူဖြစ်ပြီးသူ့စီပြေးဝင်ထိုးနှက်မိလို့တက်တော်ဆောင်တွေရဲ့ဝိုင်းရိုက်ခြင်းကိုခံရပြီးခွေးတီကဲ့သို့အခြေအနေဆိုးနဲ့အဆုံးသတ်ခဲ့ရတာဒါပေမဲ့အခုတော့ကျွန်တော်သူ့ကိုတီငြိမ်ပဲပြန်ကြည့်လိုက်တယ်မျက်လုံးထဲမှာဒေါသမရှိဘူးမတိမတာတနာစရာအကြည့်ပဲရှိတယ်တခင်လေးကြောင့်နောက်နေတာပဲပထမအချက်ဒါက10နှစ်မဟုတ်ဘူး3နှစ်ပဲဒုတိယအချက်ဒါကတန်ရောစင်မဟုတ်ဘူးကျွန်တော်ဘက်ကတစ်ဖက်သက်နေခဲ့တာတတိယအချက်ဒါကရောင်းစားတာမဟုတ်ဘူးဥက္ကဋ္ဌစုကကျွန်တော်ရဲ့3နှစ်တာစူးစမ်းအားထုတ်မှုအတွက်ပေးတဲ့ကျေးဇူးတုံ့ပြန်မှုပဲတန်ရတန်ကြီးရော်ကြီးပဲလိပြောရရင်အကဖာအလိုတော်ရီကောင်းတယောက်ဖြစ်ဖို့ကအချိန်နဲ့လှုပ်အားပေးရတာကိုဒီပြစ်ဆက်တန်းကကွက်တိပဲကျွန်တော်အခန်းရဲ့လေးလံနဲ့တစ်သားတကားကြီးကိုဖွင့်ပြီးလှည့်မကြည့်ပဲထွက်လာခဲ့တယ်ကျွန်တော်နောက်ွယ်မှာတော့တိတ်ဆိတ်ခြင်းတွေပဲကြံရစ်ခဲ့တယ်ဟိုတယ်ပြင်ဘက်ကနေအောင်ကြီးကမျက်စိကိုကျိန်းဆက်စေတယ်ကျွန်တော်ချက်လက်မှတ်ကိုထုတ်ကြည့်လိုက်တော့နံပါတ်စင်တန်းကြီးကအရန်ကိုလက်တွေ့ဆန်လုံးလို့ငိုတောင်ကိုကျင်လာရတဲ့အချစ်တွေကိုလည်းလစ်လူရှုလိုက်ပြီးတိတ်ခါတွေကိုလည်းအဝေးသို့လွှင့်ပစ်လိုက်ပြီးနာချန်ပီယံပြန်လည်မွေးဖွားလာခဲ့ပြီးဒီဘဝမှာတော့ငါငွေကလွဲလို့ဘယ်သူမှမချစ်တော့ဘူးကျွန်တော်ဘန်ကိုသွားပြီးချက်လက်မှတ်ကိုချက်ချင်းငွေမထုတ်သေးဘူးအဲ့ဒီမြေခွေးကိုကြီးစူကြံသုံးကချက်လက်မှတ်ထဲမှာအေးခဲကာလာတတ်မှတ်ထားတာမျိုးဒါမှမဟုတ်လူပြက်ဖြစ်အောင်ကွက်ကြော်ရိုက်ထားတာမျိုးတခုခုလုပ်ထားနိုင်တယ်တကယ်အကွက်ဆန်းပဲစူကြံသုံးကျွန်တော်ကားတစ်စီးခေါ်ပြီးမြို့ပြစင်ကြီးကုန်းကအငှားအိမ်လေးစီပြန်လာခဲ့တဲ့အခန်းက10စတူရမ်းမီတာတော့မပြည့်ဘူးမှောင်ဆူနဲ့ခောက်ဆွဲချောင်းနှံတွေမှုန်နှံတွေနဲ့ပြည့်နေတာဒါကပြီးခဲ့တဲ့ဘဝကစူဝန်ကြီးရဲ့ကျောင်းနဲ့နီးဖို့3နှလုံးလုံးအချစ်နှမ်းတော်လုပ်ပြီးနေခဲ့တဲ့နေရာပေါ့ကျွန်တော်9နှစ်တက်တန်းရှိပြီဖြစ်တဲ့လက်တော့အစုပ်လေးကိုဖွင့်လိုက်တော့စကရင်ကအတော်ကြာမှလင်းလာတယ်ဆိုအတင်းမလုပ်သေးပဲကလတ်ထိုင်ပေါ်မိချလိုက်ပြီးဒီဒုတိယဘဝမှာကျွန်တော်ရဲ့အကြီးမားဆုံးလက်နက်ကဘာလဲဆိုတာအေးအေးဆေးဆေးပြန်တွေးကြည့်လိုက်တဲ့အဖြေကသတင်းချက်လက်ကဲနောက်ထပ်10နှစ်အတွင်းဖြစ်လာမယ့်စီးပွားရေးရည်စည်းကြောင်းဘယ် stock share တွေဒုံးပြန်လို့တက်မလဲဘယ်လုပ်ငန်းတွေထွန်းကားလာမလဲဆိုတာကျွန်တော်အကုန်သိတယ် stock အယောင်းအဝယ် software ကိုဖွင့်ပြီးကျွမ်းကျင်စွာနဲ့ကုန်နံပါတ်1ခုရိုက်ထည့်လိုက်တဲ့ထိန်ဖေးနည်းပညာတေချာမှတ်မိနေတာကတော့မနှက်ဖြန်မှာဒီမထင်မရှားကုမ္ပဏီလေးဟာချစ်နည်းပညာမူပိုင်ခွင့်ကြီးညာချက်ကြောင့် share ဈေး9ယွမ်ကနေ10ယွမ်အထိထိုးတက်သွားတော့မှာကျွန်တော်ဖုန်းကိုယူပြီးစူဝန်ကြည့်ရဲ့ဖုန်းနံပါတ်ကိုနှိပ်လိုက်တယ်မင်းချန်ထားခဲ့တဲ့ပစ္စည်းတွေအားလုံးကိုငါထုတ်ပို့ပြီးတကားဝမှာထားလိုက်ပြီးအချိန်မရွေးလာယူခိုင်းလို့ရတယ်ပြီးတော့ဖုန်းနံပါတ်လည်းပြောင်းလိုက်ပြီးထပ်ပြီးဆက်သွယ်စရာအကြောင်းမရှိတော့ဘူးသူ့အဖြေကိုမဆောင်ပဲဖုန်းချလိုက်ပြီးကက်ကိုဆွဲထုတ်နှစ်ပိုင်းချိုးပြီးအမိုက်ပုံးနဲ့ပစ်လိုက်တယ်ကဘာကြီးကနောက်ဆုံးတော့အေးချမ်းသွားခဲ့ပြီးနောက်တနေ့မနက်မှာတော့ကျွန်တော်ဘန်ကိုတန်းသွားခဲ့တယ်မထင်မှတ်ပဲချက်လက်မှတ်ကနေငွေထုတ်ရတာအဆင်ပြေချုံးမွေးခဲ့တဲ့ဖုန်းထဲကိုအကောင့်ထဲမှာသူ့ညတွေအစီအနဲ့ငွေဝင်လာတဲ့ message ရောက်လာတော့မှပဲကျွန်တော်ဘဝတကယ်အစပြုပြီဆိုတာယုံကြည်လိုက်နိုင်တော့တဲ့ဘာမှတွတ်ဆုတ်မနေပဲအဲ့ဒီကိုတသမကိုတန်းလုံးကို store account နဲ့လွှဲလိုက်ပြီးထိန်ဖေးနည်းပညာ share တွေကိုပုံအောဝယ်လိုက်တဲ့ store exchange ကနေထွက်လာတဲ့အချိန်မှာတကူလုံးပေါပါသွားတယ်လို့ခံစားရတယ်အခုတော့စောင့်ဆိုင်မှုပဲကြံတော့တယ်အဲ့ဒီမိုးနန်းနန်းနဲ့အိတ်ဆုပ်စီမပြန်တော့ပဲမြို့လေကောင်ကအကောင်းဆုံးဟိုတယ်ကိုသွားပြီးအခန်းကိုဘုကင်လုပ်လိုက်တဲ့ရေချိုးကန်ထဲမှာစိန်ရင်အေးဆက်နေတဲ့ရှမ်ပိန်ကိုတောက်ပြီးပြတင်းပေါက်အပြင်ကတိမ်တိုက်တွေနဲ့လှပတဲ့မြို့ပြအလှကိုမင်းမော်ရင်ဝေဝါဝါခံစားနေရတယ်ပြီးခဲ့တဲ့ဘဝတုန်းကတော့ဒီလိုဟိုတယ်တွေရဲ့အပြင်ဘက်ကနေအမိုးပေါ်ကမီးရောင်တွေကိုမော့ကြည့်ရင်စူဝန်ချစ်ကိုပဲစိတ်ကူးရင်ခဲ့ရတာခန်းထားတဲ့ပွဲတစ်ခုခုကိုသူတက်ရောက်နေချိန်ပေါ့အဲ့ဒီအချိန်မှာဖုန်းမြည်လာတဲ့မသိတဲ့နံပါတ်တစ်ခုကနေ message ဝင်လာတာချန်ပီယံ
မင်းဘယ်မှာလဲငါပေးထားတဲ့ပစ္စည်းတွေကိုဘာလို့အကုန်လွှင့်ပြရတာလဲသူ့ရဲ့နံပါတ်အစ်ကိုရှာဖို့တော်တော်လေးအားထုတ်ခဲ့ရပုံပဲသူပေးခဲ့တဲ့ပစ္စည်းတွေဆိုတာသူ့လိုမရှိတော့တဲ့ကလောင်တစ်ချောင်းမှတ်စုစာအုပ်တော့ဒါမျိုးအသေးဖွဲတွေပါသူပေးတိုင်းလဲတောင်းရန်စားတောက်သူကိုပေးကမ်းတယ်လို့မျိုးပေးခဲ့တာဒါကိုပဲကျွန်တော်ကယတနာလိုတန်ဖိုးထားခဲ့မိတာကျွန်တော်စာမပြန်ပဲအဲ့ဒီနံပါတ်ကိုချက်ချင်း block လိုက်တယ်ပြီးတော့ hotel room service ကိုဖုန်းဆက်လိုက်တယ် hello ကျွမ်းကျင်အနည်းပညာရှင်2ယောက်လောက်စီစဉ်ပေးပါဒီဘဝမှာတော့ကိုပဲအကောင်းဆုံးပြုစုပြောထောင်တော့မယ်နောက်ပတ်မှာတော့ကျွန်တော်အမြဲတမ်းအိမ်မက်မက်ခဲ့ရတဲ့ဘဝမျိုးကိုဖျက်ဆီးခဲ့တယ်။နေ့တိုင်းတဘာဝအတိုင်းလို့တဲ့အထိအိတ်ဆက်တဲ့ဟိုတယ်ရဲ့အမိုးပွင့်စားတောက်ဆိုင်မှာကောင်းမွန်တဲ့မနက်စာကိုသုံးဆောင်တဲ့ညနေခင်းတွေကိုတော့အားကစားရုံဒါမှမဟုတ်ရေကူးကန်မှာကုံဆုံးစေပြီးတိမ်တိုက်မြို့တော်ရဲ့ညအလောက်ကိုခံစားတဲ့ထိတ်တန့်ညဘက်လူနေမှုဘဝထဲမှာနစ်မျောရင်တံမိုးနှင်းဝစ်စားတွေနဲ့ဂျင်းပေါင်းပြီးတွေကိုစမတ်ကြတဲ့ဝစ်စုံနဲ့လဲလှယ်လိုက်တဲ့လူမာဝစ်ကတ်မှာရွှေဆိုတဲ့စကားကတကယ်မှန်တာပဲအကောင်းဆုံးချုပ်လို့ထားတဲ့ဝစ်စုံနဲ့ပထမလက်ပတ်နာရီကိုဝစ်စင်ပြီးဘလို့အထက်တန်းကြတဲ့နေရာမျိုးကိုမစူလှမ်းဝင်လိုက်တဲ့အခါရိုးရိုးသေးသေးအပြုံးတွေနဲ့စိတ်အားထက်သန်တဲ့ဝန်ဆောင်မှုတွေကိုပဲရရှိတော့တဲ့အကဲခတ်တဲ့အကြည့်ဒါမှမဟုတ်အထင်သေးတဲ့အကြည့်တွေမရှိတော့ဘူးငွေဟာတကယ်ပဲယောက်ျားတစ်ယောက်ရဲ့အားအကောင်းဆုံးလက်နက်ပဲထိန်ဖေးနီးပညာရဲ့ stock share ကိုတော့ဝင်တောင်မကြည့်တော့ဘူးဘာလို့လဲဆိုတော့တက်မှာတေချာနေလို့ပဲအဲ့ဒီညမှာပဲတိမ်တိုင်းမြို့တော်ရဲ့အဆင့်မြင့်ဆုံးတီးတန့်ကလပ်ဖြစ်တဲ့ရွင်တိန်ချမ်းကုန်းမှာလှပတဲ့မော်ဒယ်2ယောက်နဲ့အတူဝိုင်းတောက်ခဲ့တဲ့တေးဂီတတန်တွေကနာကွဲမတက်ဆူညံ့နေပြီးလူအုပ်ကြီးကရိမ့်ထိုးနေကြတယ်လေလူထဲမှာငွေနဲ့ဟော်မုန်းနဲ့တွေဖုံးလွှမ်းနေတယ်ပြီးခဲ့တဲ့ဘဝတုန်းကတော့ဒီနေရာကိုခြေချခွင့်တောင်မရှိခဲ့ဘူးအခုတော့အကောင်းဆုံးရွက်ပခုံမှာထိုင်ပြီးအားလုံးရဲ့အကြည့်တွေကိုရရှိနေပြီအဲ့ဒီနောက်ဝိုင်းတောက်မလားဘေးကမော်ဒယ်လေးကချိုတာတာမေးရင်အနာတုကတ်လာတယ်ကျွန်တော်ပြုံးပြီးသူ့ပါလေးကိုစိတ်လိုက်တယ်ဒါပေမဲ့စကားမဆုံးခင်မှာတင်မျက်လုံးထောင်းကနေရင်းနှီးနေတဲ့ပုံရိပ်တစ်ခုကိုလှမ်းမြင်လိုက်ရတယ်စူဝမ်ကျစ်သူဒီမှာဘာလုပ်နေတာလဲသူကလုံအောက်ထန်းနဲ့တခြားမသိတဲ့တထေးသားတွေနဲ့အတူရှိနေတာလုံအောက်ထန်းကတခုခုကိုအာရင်တန်ပြောနေပြီးစူဝမ်ကျစ်ကတော့အဲ့ဒီစူညံတန်တွေကြားထဲမှာအထီးကျန်စွာနဲ့အေးဆက်နေတော့မဲအဲ့ဒီအချိန်မှာပဲသူလည်းကျွန်တော်ကိုမြင်သွားခဲ့တယ်ကျွန်တော်တို့အကြည့်ချင်းစုံသွားတဲ့ကဘာဦးအစမှာပဲသူ့မျက်လုံးထဲမှာအံ့ဩမှုတန်တရားနဲ့ဆက်ဆုပ်ရွှရှာမှုတွေတပြိုင်နက်တည်းဖြစ်ပြေးသွားတယ်ဟုတ်တယ်ဆက်ဆုပ်ရွှရှာမှုသူ့အမြင်မှာတော့သူ့အဖေစီကငွေကိုယူပြီးဖြုံးတီးနေတဲ့ကျွန်တော်လူဟာအမိုက်နဲ့မချဘူးပေါ့လုံအောက်ထန်းကသူ့အကြည့်နောက်ကိုလိုက်ကြည့်ပြီးနောက်သူ့မျက်နှာပေါ်မှာလုံကဲကဲလှောင်ပြုံးတစ်ခုပေါ်လာတဲ့သူလူအုပ်ကိုတိုးဝေပြီးကျွန်တော်စီလျှောက်လာခဲ့တယ်နာမည်ကြီးချန်ပီယံအန်အချစ်ကြီးလာကြီးရဲ့ဆိုတဲ့ချန်ပီယံအန်ပေါ်ဟုတ်လားလုံအောက်ချမ်းရဲ့အတန်ကကျဲလောင်လာပြီးအားလုံးရဲ့အာယုံကိုတမင်တကာဆွဲဆောင်လိုက်တယ်ဦးလေးစုပေးလိုက်တဲ့တစ်ဆက်တန်းနဲ့မင်းဒီမှာပျော်ပါနေတာပေါ့လေမင်းကိုမင်းဘဝရဲ့အထွတ်ထိပ်ကိုရောက်သွားပြီလို့ထင်နေတာလားသူ့နောက်ကအချမ်းရံနှဲငယ်ကလည်းလိုက်လံရင်မောကြတယ်အကိုလုံးအကိုပြောတဲ့အကက်ဖားကောင်ကဒါလားကြည့်ရတာဘာမှမဟုတ်ပါဘူးတစ်ဆက်တန်းနဲ့ကိုရောင်းစားတာကတကယ်ကိုယောက်ျားရှက်ပဲဘေးကမော်ဒယ်2ယောက်ကစိတ်အနှောက်အယှက်ဖြစ်သွားပုံရတယ်ကျွန်တော်သူတို့ကိုမလှုပ်ရှားဖို့လက်ဟန်ပြရင်အตาရဖိတိတ်ထားလိုက်တဲ့ဖန်ခွက်ကိုမြောက်ပြီးအတွင်းကဝီစကီကိုဖြည်းဖြည်းချင်းလှုပ်ခါလိုက်တဲ့လုံအောက်ထန်းကိုလှည့်တောင်မကြည့်ဘူးတခင်လေးကြောက်မတွေ့ရတာကြာပြီပဲစီးပွားရေးတွေဘလို့လဲကြောက်အုပ်စုရဲ့ပင်လယ်ရချာ project တွေပြဿနာတချို့နဲ့ရင်ဆိုင်နေရတယ်လို့ကြားမိတာဘာတွေလျှောက်ပြောနေတာလဲကျွန်တော်ဝိုင်းတငုံတောက်ပြီးပြုံးလိုက်တဲ့အရှိတောင်အာရှကစိတ်ကန်းစီမံကိန်းကဒေတာတွင်မူဝါဒအပြောင်းလဲကြောင့်ပျက်စီးလူနီးပါးဖြစ်နေပြီမဟုတ်လားချင်းတစ်အိုင်ယာလန်ကာပီတယ်ကဥရောပချစ်ကိုယ်စားလှယ်အခွင့်အရေးကိုလူယူသွားလို့အဲ့ဒီစီးပွားရေးနှစ်ခုလုံးဆုံးရှုံးသွားခဲ့တာမဟုတ်လားတခင်လေးလုံချမ်းမင်းတို့တန်း200လောက်ဆုံးရှုံးသွားတယ်လို့ပြောရမလားဒါတွေအားလုံးကပြီးခဲ့တဲ့ဘဝကစီးပွားရေးသတင်းတွေမှာဖတ်ခဲ့ရတာတွေပဲလုံအောက်ထန်းရဲ့နှစ်ဖူးမှာချက်ချင်းပဲချွေးစေးတွေပြန်လာတယ်ဒါတွေကကုမ္ပဏီရဲ့လှုပ်ဝက်ချက်တွေပဲဒါရိုက်တာဖွဲ့ကလွယ်လို့အပြင်လူဘယ်သူမှမသိနိုင်ဘူးဒီအမိုက်ကောင်ကဘယ်လိုလုပ်သိနေတာလဲမင်းဘယ်လိုသိတာလဲငါ့ကိုစုံစမ်းစမ်းကျွန်တော်ဝိုင်ခွက်ကိုချလိုက်ပြီးနောက်ဆုံးတော့သူ့ကိုတေးသေးချာချာကြည့်လိုက်တယ်တခင်လေးလုံးမင်းကိုမင်းအထင်ကြီးလို့နေပြီးမင်းကအစ်စ်မမီသေးပါဘူးကျွန်တော်မတက်ရက်လိုက်တော့သူ့ထက်ခေါင်းတစ်ဝက်မှကပုံမြင့်နေပြီးသူ့ကိုအထင်သေးစွာနဲ့ငုံကြည့်လိုက်တယ်မင်းရဲ့လောဘကိုပဲအာယုံဆိုင်ဆန်းပါလူတိုင်းရဲ့အာယုံဆိုင်မှုကိုရချင်လို့ဘေးနားမှာလိုက်ဟောင်နေတဲ့ခွေးယူတကောင်လိုပြုမှုမနေပါနဲ့ရေမောတန်တွေတဖြည်းဖြည်းတိတ်ဆိတ်သွားပြီးအားလုံးကစိတ်အနှောက်အယှက်ဖြစ်စရာလေထုကိုခံစားလိုက်ရတယ်လုံအောက်ထန်းကကျွန်တော်ရဲ့ရရှိလာတဲ့အရှိန်အဝါကြောင့်မင်းတက်သွားပြီးပါဇက်ဟာပေမဲ့စကားတစ်လုံးမှထွက်မလာတော့ဘူးသူ့မျက်နှာကညဉ့်ညမ်းရာကနေဖြူဖြောသွားပြီးကြည့်ရတာအယမ်းကိုအယုတ်ဆိုးလာတယ်ကျွန်တော်သူ့ကိုလစ်လူရှူလိုက်တယ်ပတ်စံအိတ်ထဲကနေငွေဆက်ကူအထက်လိုက်ကိုထုတ်ပြီးစပွဲပေါ်တင်လိုက်တယ်ညီမတို့ဒီညပင်ပန်းသွားပြီးကျွန်တော်တက္ကစီတစ်စီးနဲ့ပြန်ခဲ့မယ်ဒါကိုပြောပြီးတာနဲ့ဝစ်စုံကော်လာကိုကြည့်ပြီးလုံအောက်ထန်းကိုကြော်ဖြက်ကတန်တန်မတ်မတ်ထွက်လာခဲ့တယ်စူဝမ်ကျစ်နာကဖြတ်သွားချိန်မှာကျွန်တော်ခဏရက်လိုက်တယ်သူ့မျက်လုံးထဲကတုံးလုံးမှုကအခန်းထဲမှာထပ်တောင်ပိုပြီးကြီးမားနေခဲ့တယ်လွန်ခဲ့တဲ့ရက်ပိုင်းလောက်ကပဲသူ့ရှိမှနှိမ့်ချနေခဲ့တဲ့ဆင်းရဲတဲ့ကောင်လေးကဘလို့လုပ်ပြီးရုတ်တရက်ဒီလောက်ထိအစိမ့်တက်တက်နဲ့ဖြတ်မြက်သွားရတာလဲဆိုတာသူနားမလည်နိုင်ဖြစ်နေပုံရတယ်ကျွန်တော်သူ့ကိုအတိတ်ပဲပါပြုံးပြလိုက်တယ်စူလူကိုအကဲခတ်တဲ့နေရာမှာမင်းပို့ပြီးအမြင်ဆူရှာဖို့လိုအပ်လိမ့်မယ်လို့ပြောလိုက်တယ်အဲ့ဒီနောက်လက်ထွက်ခဲ့ပြီးပြတ်သားတဲ့ကြောပြင်းနဲ့မှင်တက်ကြံခဲ့တဲ့ပုံရိပ်ကိုပဲခြံထားခဲ့တယ်မင်းကချင်းကက်ရခတ်တဲ့သူမဟုတ်ပါဘူးဒါပေမဲ့အခုတော့ငါကပဲမင်းကိုမောမကြည့်ချင်တော့တာကလပ်ကနေထွက်လာပြီးနောက်ဟိုတယ်ကိုမပြန်တော့ပဲလေစိတ်ကိုတန်းပေါင်းခဲ့တဲ့တိမ်တိုက်မျိုးတော်ဟာပြီးခဲ့တဲ့ဘဝကနာကျင်စရာအမတ်တရားတွေအများကြီးရှိခဲ့တဲ့နေရာပဲအခုကျွန်တော်ရဲ့ပထမဆုံးစီးစိမ်ဥစ္စာကိုရရှိပြီးပြီဆိုတော့တခြားတနေရာမှာဘဝတစ်ကိုစတင်ဖို့အချိန်တန်ပြီးလေရင်ကမနက်စောစောမှပြန်တက်ခဲ့ပြီးဥတီယာကတော့ရွှေနဲ့အခွင့်အလမ်းတွေပြည့်နေနေတဲ့နိုင်ငံတကာမျိုးကြီးပြကြီးရှန်ဟိုင်းပဲလေရင်ပေါ်မှာဖုံးပိတ်ပြီးတက်တောင့်တက်တာရှိတဲ့ first class ခုံမှာမိချရင်နှစ်ချိုက်အိပ်ပျော်သွားခဲ့တယ်
မျက်လုံးပြန်ပွင့်လာချိန်မှာတော့လေရင်ကဖူတုံးအပြည်ပြည်ဆိုင်ရာလေဆိပ်ကိုဆင်းသက်ပြီးလေဆိပ်အပြင်ဘက်ကိုလှမ်းထွက်ရင်းရှန်ဟိုင်းရဲ့အနေငယ်ငံကြကြပင်လယ်လေးကိုရှူရှိုက်လိုက်ရချိန်မှာကျွန်တော်ဟာအတစ်တပံမွေးဖွားလာတဲ့စစ်တီတော်တယောက်လိုခံစားလိုက်ရတဲ့အိမ်ဝယ်ဖို့မလောသေးပဲဝမ်ဖူမြစ်ကိုအပေါ်စီးကနေမြင်ရတဲ့အကောင်းဆုံးအဆင့်မြင့်ဟိုတယ်စတိုင်တိုက်ခန်းတစ်ခုကိုရေရှည်ငှားရမ်းလိုက်တဲ့ဒေါင်းရဲ့စီကာလာတဲ့ညအလှကို360ဒီဂရီမြင်ကွင်းကျဲမှန်ပြတဲ့ပေါက်ကြီးကနေငေးကြည့်ရင်ဒါဟာငါရဲ့တကယ်စင်မြင့်ပဲဆိုတာသိလိုက်တယ်နောက်တနေ့ store ဈေးကွက်ဖွင့်တာနဲ့ store ပွဲစား manager စီကဖုန်းဝင်လာတဲ့သူ့အတန်ကစိတ်လှုပ်ရှားမှုကြောင့်တုံ့ရင်နေတဲ့ Mr. Chan ထိန်ဖီးနီးပညာရဲ့ share ဈေးကလက်မဲ့အထိထိုးတက်သွားပြီဗျာကျွန်တော်တီတီငိမ့်ငိမ့်ပဲနေလိုက်တယ်အင်းလို့ပဲပြန်ပြောပြီးယွန်း150မရောက်မချင်းဘသူ့ကိုမှ share ထုတ်မရောက်မှုပြောကဖုန်းချလိုက်တယ်ကျွန်တော်နောက်ထပ်ခြေလမ်းကိုစတင်စီစဉ်ခဲ့တဲ့ store အယောင်းအဝယ်တစ်ခုရဲ့အပေါ်မိခိုနေတာကအခြေခံမခိုင်ပါပဲညံဆန်တဲ့အကျိုးမြတ်ကိုပဲရစေတာကျွန်တော်ကိုယ်ပိုင်စီးပွားရေး empire ကိုတိစောက်ချင်တာကျွန်တော်ရဲ့ပြန်လည်မွေးဖွားခြင်းအမတ်တရားတွေကိုအသုံးချပြီးအင်တာနက်ကျန်းမာရေးစောင့်ရှောက်မှုစွမ်းအင်တင်မော်တော်ကားလုပ်ငန်းနဲ့ဉာဏ်ရည်တုအဲတို့ဟာနောက်နှစ်အနည်းငယ်အတွင်းအဓိကတိုးတက်လာမဲ့နယ်ပယ်၃ခုဖြစ်တယ်ဆိုတာကျွန်တော်သိတယ်ကျွန်တော်တစ်ပတ်လောက်အချိန်ယူပြီးအသေးစိတ်စီးပွားရေးစီမံကိန်းတစ်ခုကိုရေးဆွဲခဲ့တယ်ဒီလိုအလားအလာရှိတဲ့လုပ်ငန်းတစ်တွေကိုစုစည်းဖို့အတွက်ယင်းနှိမ့်နှံမှုကုမ္ပဏီတစ်ခုကိုတည်ထောင်ဖို့စီစဉ်လိုက်တယ်တလအကြာမှာတော့ကျွန်တော်ခန့်မှန်းထားတဲ့အတိုင်းထိန်ဖိနီးပညာရဲ့ share ဈေးကယွမ်150အထိထိုးတက်သွားခဲ့တယ်ကျွန်တော်အကောင့်တွေကရန်ပုံငွေဟာအစပိုင်း9.9တန်းကနေမယုံနိုင်လောက်စရာတန်း300အထိတိုးပွားလာခဲ့တယ်ဘာမှတွတ်ဆုံမနေပဲ share အားလုံးကိုထုတ်ရောင်းပြီးငွေသားအဖြစ်ပြောင်းလဲလိုက်တယ်ဒီအခြေခံရင်းနှီးနဲ့အတူကျွန်တော်ရဲ့ Dynasty Capital ကိုရှန်ဟိုင်းမှာတရားဝင်ရုံးခန်းဖွင့်လှစ်ခဲ့ပြီးလူကြားရရှိရှန်ဟိုင်းကမ္ဘာ့ဘဏ္ဍာရေးစင်တာရဲ့အထက်အမြင့်ဆုံးမှာတရှိကမြစ်တစ်ဖက်ကမ်းကအရှိတိုင်းပလဲမျော့စင်ကိုအပေါ်စီးကနေငေးကြည့်နိုင်တယ်ကျွန်တော်ဝန်ထမ်းခေါ်ယူမှုတွေကိုစတင်ခဲ့ပြီးထိပ်တန်းယင်းနှိမ့်မြုံနှံမှုဘဏ်တွေကနေသူတေတီတွေနဲ့ကုန်သွယ်ရေးပညာရှင်တွေကိုလုပ်ငန်းခွင်ပြန်မြလာစာထက်အစမှတ်တမ်းပေးပြီးစီးရုံးခဲ့တဲ့အစပိုင်းမှာတော့ဒီပညာတတ်အထက်တန်းလွှာတွေကအသက်20ကျော်ပဲရှိသေးတယ်ကျွန်တော်အပေါ်တော်တော်လေးမောက်မာခဲ့ကြတယ်ဒါပေမဲ့ကျွန်တော် American Stock ဈေးကွက်ရဲ့ Circuit Breaker 3ချိန်ကိုတိတိကျကျခံမှန်းပြပြီး short စာလုပ်ခိုင်းကတရက်ထဲနဲ့ American Dollar တန်း50ရှာဖွေပေးလိုက်ပြီးတဲ့နောက်မှာတော့အားလုံးစွန့်တော့အားခဲ့ကြတယ်ကျွန်တော်အပေါ်ထားတဲ့သူတို့ရဲ့အကြည့်တွေကတန်တရားကနေအံ့ဩလေးစားမှုနောက်ဆုံးမှာတော့အယူမှုကိုယ်ွယ်ယုံကြည်မှုတွေဖြစ်ပြောင်းလဲသွားခဲ့တယ်သူတို့မျက်လုံးထဲမှာကျွန်တော်ကတထေးတွေမကားပဲဖျားတစ်ပါးလိုဖြစ်သွားခဲ့ပြီကျွန်တော်ဘဝကပိုပြီးအလုရှုပ်လာခဲ့တဲ့အဆုံးမရှိတဲ့အစည်းအဝေးတွေအစီရင်ခံစာတွေလူမှုပတ်ဝန်းကျင်တွေနဲ့ပြည့်နေခဲ့တယ်ကျွန်တော်တိမ်တိုင်းမျိုးတော်ကိုတဖြည်းဖြည်းမေ့လျော့လာခဲ့တဲ့စူဝန်ချစ်ကိုမေ့သွားခဲ့တယ်ပြီးခဲ့တဲ့ဘဝကတီးခံခဲ့ရတဲ့အရာတွေကိုလည်းမေ့ပြောက်ခဲ့ပြီတနေ့မှာတော့ကျွန်တော်ရဲ့အတွင်းရေးမှုကလာမဲ့အပတ်ရှန်ချက်ကွန်ဗင်းရှင်းစင်တာမှာကျင်းပမဲ့အပြည်ပြည်ဆိုင်ရာစီးပွားရေးထိပ်သီးအစည်းအဝေးပွဲရဲ့ဖိတ်စာတစ်စောင်ကိုလာပေးခဲ့တယ်ဒါကပွဲစီစဉ်သူဘက်ကတိုက်ရိုက်ပေးပို့တဲ့ဖိတ်စာပဲကျွန်တော်ယူပြီးအသားရကြည့်လိုက်တဲ့ပူးတွဲစီစဉ်သူစီရင်စီမျက်လုံးရောက်သွားတဲ့အချိန်မှာကျွန်တော်လက်ချောင်းတွေအနှဲငယ်တုံဆိုင်သွားခဲ့တယ်စူအုပ်စုကတကယ်ကိုဇွဲကောင်းလွန်းတာပဲကျွန်တော်ရဲ့အတွင်းရေးမှုကညင်းပယ်ဖို့ပြောရမှာကိုအနှဲငယ်အားနာနေပုံရတယ်ဒီထိပ်သီးစည်းဝေးကအစင်တန်းအရင်မြင်မှာပါတယ် Fortune 900ကုမ္ပဏီတွေရဲ့ထက်ဝက်နီးပါးတက်ရောက်မှာဖြစ်ပြီးပွဲစီစဉ်သူ Mr. Lee ကလည်း Mr. Chan တက်ရောက်ပေးဖို့အထူးတောင်းဆိုထားပါတယ်တဲ့ Mr. Lee ဆိုတာဟူနန်ရဲ့အချမ်းသာဆုံးပုဂ္ဂိုလ်ရဲ့သားဖြစ်ပြီးဒီထိပ်သီးပွဲရဲ့အကြီးကစီစဉ်သူလည်းဖြစ်တယ်ကျွန်တော်မျက်မှောင်ကျုပ်လိုက်မိတယ်ပြီးခဲ့တဲ့ဘဝတုန်းကတော့ဒီလူကိုသတင်းတွေထဲမှာပဲမြင်မှုခဲ့တာဒါပေမဲ့အခုတော့သူကကျွန်တော်ကိုတွေ့ဖို့အထူးတောင်းဆိုလာတယ်ကြည့်ရတာရှန်ဟိုင်းမှာရှိတဲ့ကျွန်တော်ရဲ့ Dynasty Capital ရဲ့နာမည်ကုန်သတင်းကပြန့်နှံ့သွားခဲ့ပြီထင်တယ်ကောင်းပြီလေဒါဆိုရင်လည်းငါသွားရတာပေါ့ငါတို့ပြန်လဲဆုံတွေ့ကြတဲ့အခါစူမီသားစုရဲ့မျက်နှာမှာဘယ်လိုအမူအရာမျိုးရှိမလဲဆိုတာကိုငါကိုယ်တိုင်မြင်တွေ့ချင်သေးတယ်